မင်္ဂလာပါရှင်ဒီနေ့မြန်မာနှစ်ဆန်းတရက်နေ့မှာဆရာကြီးလူလူဦးလှရေးသားတဲ့အညာကြီးလက်ပုံမြင်တစ်ပုဒ်ပြောပြမယ်နော်ရှေးလွန်လီပြီးတဲ့အခါကမြန်မာအညာရွာလေးတီဝါမှာရှုပ်သေးမင်းသားကိုင်မောင်ဆိုးဆိုတဲ့လူတစ်ယောက်ရှိတဲ့သူကရှုပ်သေးကျိုးဆွဲပညာမှာထူးချွန်လွန်းလို့နာမည်ကြီးသလိုဖဲကစားတဲ့နေရာမှာလည်းထူးချွန်သူဖြစ်လို့ဘယ်အပြိုးမှသူ့ကိုအိမ်အောင်ဘက်မရွေးချင်ကြဘူးတဲ့ရွာထဲမှာမကျန်းဆိုတဲ့အပြိုကြီးတယောက်လည်းရှိတယ်သူမကစိတ်ထက်ပြီးစိတ်ကောက်တတ်တယ်မောင်ဆိုးကမကျန်းကိုသဘောကျပြီးတော့ချီးဆိုတာပေါ့မကျန်းကလည်းဖဲမကစားတော့ဘူးလို့ဂရီပေးမှလက်ခံမယ်ဆိုလာတော့မောင်ဆိုးကလည်းဂရီပေးလိုက်တယ်အဲ့ဒီလိုနဲ့အိမ်အောင်ကျသွားကြတယ်ဒါပေမဲ့တလအကြာမှာမောင်ဆိုးတခြားရွာကိုရုပ်သေးသွားကြရတယ်။ဟဲဝိုင်းမြင်တာနဲ့မထိန်နိုင်တော့ဘူး။ဝင်ကစားပြီးရလာတဲ့ငွေတွေအကုန်ရှုံးခဲ့တာပေါ့။အိမ်ပြန်ရောက်တော့မကျန်းကအကြောင်းစုံသိသွားပြီးဒေါသထွက်တယ်။ဒါပေမဲ့အိမ်အောင်ကြကားစားအိမ်အောင်ဥကာလာဆိုတော့ရံမဖြစ်ချင်တဲ့အတွက်မောင်ဆိုးရဲ့မင်းသားအယုတ်ကလေးကိုပဲမျက်နာကတပြုံးပြုံးနဲ့အတုံးမကျတဲ့ကောင်ရေချိုးကန်းမှာတွားနေအဲ့ဒီလိုပြောဆိုပြီးရေချိုးကန်းလေးကိုမင်းသားရုပ်ကလေးပစ်ထားလိုက်တယ်နောက်တနေ့မောင်ဆိုးရေချိုးကန်းလေးကမင်းသားရုပ်ကိုယူပြီးပွဲသွားကခဲ့ရပါတယ်အဲ့ဒီပွဲမှာအရင်ငါးထက်ပိုပြီးကြိုးစားတယ်ပြည်သက်တွေနှစ်သက်သဘောကျအောင်ကပြနိုင်ခဲ့တယ်ပြည်သက်ကလည်းသဘောကျကျေနပ်လွန်းလို့နောက်တလအကြာသူတို့ရွာအလှပွဲမှာလာကဖို့ငွေ150ကြိုပေးလိုက်တယ်ဒီတခါတော့မောင်ဆိုးကအရင်လိုမလုပ်တော့ဘူးခဲမကစားပဲပါလာတဲ့ငွေကိုကင်ပြီးအိမ်ကိုပြန်လာခဲ့တယ်ပြီးတော့အဲ့ဒီငွေကိုမကြမ်းမသိအောင်မိဖို့ကြောင့်ကစံအိုးထဲထည့်ပြီးမင်းသားအယုတ်ကလေးကိုလည်းရှီချိုးကမ်းမှာပဲပြန်ထားခဲ့တယ်မကြမ်းကထမင်းချက်ဖို့စံအိုးဖွင့်တော့ငွေတို့ကိုတွေ့သွားရောရှီချိုးကန်းကိုတွားကြည့်တော့လေမင်းသားရုပ်ကလေးကဒီတိုင်းပဲပြန်တွေ့တယ်အဲ့ဒီအချိန်ရွာထဲကပြန်လာတဲ့မောင်ဆိုးကိုမကျန်းကမြင်လိုက်တယ်ကိုဆိုးရင်ဘလို့ရုပ်သေးအယုတ်ကိုရှီချိုးကန်းနဲ့မေယုမတိပြစ်ထားတာလေသူခမတနာစရာပါတော့မောင်ဆိုးကလည်းအယုတ်ဆိုတာကြက်သေးရုပ်တဲ့ပစ္စည်းဆိုတော့ရှီချိုးကန်းနဲ့ပဲတော်တယ်ဒီတိုင်းပဲထားလိုက်ပါ။အိုတော့အယုတ်ဆိုတာနဲ့ဆိုင်နေတော့ရွှေမင်းသားလေးကိုအိမ်ဦးကန်းမှာထားရမှာပေါ့။ဒီလိုနဲ့ရေချိုးကန်းထဲကနေမင်းသားရုပ်ကလေးကိုဆွဲထုတ်လာပြီးဧကန်းမှာကြနာနာထားလိုက်တယ်။အဲ့ဒီနေရာစားပြီးမောင်ဆိုးကလည်းမကျန်းရဲ့လက်ရအရသာရှိတဲ့ထမင်းကောင်းကောင်းစားရတယ်။မကျန်းကအိမ်ဦးကန်းမှာမင်းသားရုပ်ကိုယူတီတီထားပြီးလို့လေစိတ်ကြည်နိုင်ရတယ်ဒီဇလန်ကနေတင်ယူလိုက်ရတာကတော့တန်မိုးထားတတ်မှတန်မိုးအထားခံရမယ်ဆိုတာပါပဲမောင်ဆိုးရဲ့တမွေးဝမ်းကြောင်းဖြစ်တဲ့မင်းသားရုပ်ကိုအိမ်ဦးကန်းတင်ထားချိန်ကစားလို့အိမ်ဝင်းချက်တီလေးတိုးလာတယ်နောက်တစ်ချက်ကအမျိုးသမီးဖြစ်သူမတ်ကျန်းရဲ့လိမ်မာပါနှက်မှုပါမတ်ကျန်းကယောက်ျားဖြစ်သူမောင်ဆိုးကိုဓာတ်ရိုက်အပြစ်မတင်နဲ့အယုတ်ကိုသုံးပြီးတွေ့ဝိုက်ပြောဆိုတာခင်မုန်းဖြစ်သူမောင်ဆိုးကိုသတိပြုစင်ရင်စီခဲ့တယ်ဖရိုက်တတ်တဲ့အကျဉ်လဲပျောက်သွားတယ်လူတယောက်ဟာသူ့ရဲ့အလုပ်ကိုင်းတမွေးဝမ်းကြောင်းပညာကိုလေးစားမှုရှိမှအောင်မြင်နိုင်နေဆိုတာပါပဲပုံမြင်လေးကိုအဆုံးထိနားဆင်ပြီးလို့ကျေးဇူးတင်ပါတယ်နှစ်သက်တဲ့ဆိုရင် like subscribe ချီးမြှင့်ပါဦးနော်နှစ်သက်မှာကောင်းကျိုးလိုရာဆန္ဒများစွာပြေဝကြပါစေရှင်